lip လေးမှာ foundation လောက်မလိမ့်ပဲနဲ့ sunscreen နဲ့ eye makeup လေးအဓိကဖြစ်ပါတယ် pink lipstick လေးတစ်ခုယူပြီးတော့လက်ပေါ်မှာအရောင်လေးဖြည့်ပါမယ်ပြီးလို့ရှိရင်တော့ brush လေးနဲ့ဒီနှလုံးထောင်သားလေးမှာလိုက်ပြီးတော့ချဲပါမယ်လင်းပြထားတဲ့ look လေးရဖို့အတွက်ဒီနေရာလေးကိုတခြားဒီစိုက်ပြီးတော့ချဲရမှာဖြစ်ပါတယ်နှစ်ခါလုံးချက်ပြီးသွားပြီဆိုလို့ရှိရင်တော့မျက်လုံးရဲ့အတွင်းဘက်ထောင်မှာဖြတ်ထားသလိုပဲ brush လေးနဲ့ highlighter လေးကိုချဲပါမယ်ပြီးလို့ရှိရင် highlighter နဲ့နောက်ကချဲထားတဲ့ပန်းရောင်လေးနဲ့ကွဲမထွက်နေအောင်လို့နှစ်ခုလုံးကိုတခြားလေးရောပြီးတော့ချဲပေးရမှာဖြစ်ပါတယ်ချဲထားတဲ့အရောင်လေးနဲ့အောင်တခြားလေးဖြစ်မနေလောက်အောင်လို့အညူရောင်နဲ့ပန်းရောင်လေးကိုပြန်ပြီးတော့ရောပြီးတော့အလဲကောင်လေးမှာပြန်ချဲလိုက်ပါမယ်တခြားလေးအရောင်လေးတွေညီတော့အောင်တခြားလေး blend လုပ်ပါမယ်ချဲထားတဲ့အယောင်လေးတော့အောင်လုံးကိုရောတော့အောင်တခြားလေးဖြန့်ပြရပါမယ်အလေကအယောင်လေးနဲ့ထောင်းကအယောင်လေးနဲ့ကိုတခြားလေးစုပ်တန်လေးနဲ့ဖြည့်ပါမယ်ဒီကလေးကိုအချိန်ပိုရရဆိုလို့ရှိရင်တော့ egg yolk လေးကိုဆွဲလို့ရပါတယ်ဒီမှာတော့ egg yolk ကိုထင်းနေအောင်ဆွဲမှာမဟုတ်ဘဲနဲ့အမျိုးရင်းအောင်လေးကိုယူပြီးတော့ mix and out တစ်ချက်မှာဆွဲလိုက်မယ်ခက်မိမိန်လိုင်းလေးဖြစ်ပြီးဆွဲမှာပါ peach color လေးကိုအပေါ်မျက်ခွန်ရဲ့အလယ်နဲ့အတွင်းမဲ့တောင်လေးကိုချဲမယ်အယောင်လေးတွေတခြားညှိပါမယ်ပေါ်မျက်ခွန်ရဲ့အတွင်းတောင်ကိုလည်း bling bling လေးချဲပါမယ်eyeliner အတွက်ကိုလည်း eyeshadow ရဲ့အညိုရင်းရောင်လေးကိုတုံးပြီးတော့မျက်လုံးရဲ့အပြင်ထောင်လေးမှာစိတ်တရဲ့ချွန်းတဲ့ဘက်လေးနဲ့တတလေးဆွဲလိုက်ပါမယ်ချွန်းချွန်းလေးဆွဲပြီးတော့အမိကြီးတခြားထုတ်ပါမယ်ဒီ look အတွက်ကမျက်ခုံးမွေးကိုထင်းနေအောင်ဆွဲမှာမဟုတ်ဘဲနဲ့တဘာဝကြကြလေးနဲ့ခက်ဖြော့လေးပဲဆွဲမှာဖြစ်ပါတယ်မျက်လုံးလေးပိုပြီးထင်းထင်းလေးဖြစ်အောင် mascara လေးကိုအပေါ်မျက်တောင်ရောအောက်မျက်တောင်လေးမှာရောခေါ်ပါမယ် lipstick လေးကိုပန်းရောင်လေးနဲ့ညူရောင်လေးနှစ်ရောင်ကိုဆက်ပြီးတော့ဆိုပါမယ်powder ကိုမျက်နှာတစ်ပြင်လုံးမပုတ်ဘဲနဲ့နှာခေါင်းပိနှစ်ဖက်နဲ့မျက်လုံးထောင်လေးရဲ့နှစ်ဖူးလေးရဲ့မေးစီလေးမှာလည်းပုံမှာဖြစ်ပါတယ်မျက်နှာလေးကိုနေတဲ့ပုံကလေးဖြစ်ဖို့အတွက် cheek bone လေးပေါ်မှာ highlighter လေးနည်းနည်းချင်းထည့်ပါမယ်ပြီးရင်နှာခေါင်းရဲ့နှာရရဲ့အနေဆုံးနေရာလေးမှာထည့်ပါမယ်နှာခေါင်းထိပ်လေးနဲ့မျက်ခုံးမွေးအမီးဆုံးနားလေးမှာလည်းထည့်မှာဖြစ်ပါတယ်ဆိုရင်တော့ဒီနေ့ look လေးကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်နောက်ထပ် makeup tips တွေကိုလည်း share လုပ်ပေးသွားပါမယ်